လိုအကြံယူနေတော့ပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာမှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးပေးတခိုးကြီးရောက်လာကြောင်းပါဗျာအော်မျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော်ရောက်ပလားမှန်လားပါရှိတော်ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်းသမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းကျိုင်းဝရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားလေးရွာထဲသို့ဝင်သွားကလေးကိုလှဲအောက်တိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပါရလက်ရောက်သလုံးတို့သားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တွေအဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့တော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စမင်းကြီးတယောက်ကတော်ဥတင်တယ်မှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြင့်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ကြောင်းပါဗျာဒီပုံနာတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထော်ထားတပ်ပြင်လို့မြတ်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားကျောင်းတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားကျောင်းတော်သွားမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားသောအခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောသဲဘော်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်ဘုရင်ကြီးအားပင့်သွားတယ်တင်းရောဘောသူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်လိုက်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည်သေးပဲနဲ့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်။ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့။အားထားနေရတာပေါ့ပြိဿ။ဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်များမိန့်တော်မူနေပြီကွာ။ဟာဘုရားသိပြီးတော့ကလားကွာ။